ရှာမရှင်နဲ့ငါ21ရာစုရဲ့မော်ဒယ်ချင်းကြီးလေဘာစေတုံးလေးပါလားဘသူလာပေးသွားပါလဲဘယ်သူကြီးလဲအော်ဒီခက်ထဲထွက်လာမှာတော့ဂျင်းနီပေါ့ဟဲ့ဂျင်းနီဒါလေးတော့မသိဘူးလားဒီခက်ကြီးထဲမှာနေပြီးရွှေရှင်ကြီးမကြည့်ဘူးလားစွာတေးလန်နေဂျင်းနီပေါ့ရုပ်ရှင်နေထဲမှာကြတော့သင်မီးခွက်တွေကထွက်လာလေအခုကျတော့ဒီ3မိနစ်အိုးကြီးတွေကနေဘာလို့ထွက်လာတာတော့ဒီ3မိနစ်အိုးကြီးတွေထွက်လာတော့အော်ရှာမရှင်နဲ့ငါ21ရာစုရဲ့မော်ဒယ်ချင်းကြီးလေနင်ပြောတဲ့ခွက်လလလေးက production တရားမစီစဉ်ပေးထားလို့ဒီရှိတဲ့ order ထွက်လာ production တရားမစီစဉ်ပေးထားဒီရှိတဲ့ order ထွက်လာအင်းမဟုတ်ပါပြီအော်ငါချင်းကြီးမသိပြီဆိုတော့ထောင်းဆန်တိုင်းနေကြိုက်တဲ့စု3စုတောင်းမြင်တောင်းတော့ငါ2020ရဲ့ water file ကိုကြည့်ရအောင်ပါမလေးအံ့ဩလိုက်တာနော်ဒါဆိုလို့ရှိရင်ဟုတ်ပြီငါစုတောင်းမယ်ရုပ်ရှင်တွေကလို့တလွဲတွေမဖြစ်ပေးနဲ့နော်အော်တောင်းမှသာထောင်းဆန်မှာငါ water file ကိုကြည့်ရတော့မယ်ဟုတ်ပြီငါစုတောင်းရမယ်ဆိုလို့ရှိရင်တော့မိန်းကလေးတယောက်မှာရှိတဲ့အလှကိုပေးစွဲနိုင်တဲ့မိတ်ကလေးတကူလာငါ့ကိုပေးရော့တကယ်ကြီးရပဲဟာဟုတ်ပြီဒါဆိုရင်နောက်တစ်ခုတောင်းရမယ်ငါ့ကို iPhone နောက်ဆုံးပေါ်17 Pro Max တစ်လုံးလောက်ပေးရော့ကြည့်စီပြောစရာဒါဆိုလို့ရှိရင်နောက်ဆုံးစုတော့ငါကောင်းကောင်းလေးတောင်းရမယ်ဘာတောင်းရင်ကောင်းလဲဟုတ်ပြီကိုဘက်ကနေပြီးတော့ဆွဲဆွဲမြဲမြဲချစ်နိုင်တဲ့အရာနောက်ပြီးတော့ကိုမိသားစုနဲ့လည်းအဆင်ပြေရမယ်ခရီးသွားရင်လည်းတူတူရုပ်ရှင်ကြည့်ရင်လည်းတူတူပြီးသွားလို့ရှိရင်ကိုတယောက်တည်းရှိနေရင်တော့မှပဲကိုကိုစိတ်ကျဉ်နှံ့မှုပေးစွမ်းနိုင်တဲ့အရာအားလေးငါ့ကိုပေးငါ့ကိုဘေးချောချောလေးများပေးတော့မလားမသိဘူးပြောလိုက်တာငါ့ကိုဘေးချောချောလေးများပေးတယ်ပြောလိုက်တာရော့ကြည့်စီနေကြစီထုတ်ကြည့်ဆွဲနေပြီတဲ့ဘာလို့အော်အဲ့ဒါနေတောင်းတဲ့စုနဲ့ထပ်ထူအကြဆုံးပဲလေဆွဲနေပြီတဲ့ကဲသွားပြီဟဲ့ဆွဲမြဲမြဲဆိုတဲ့အတိုင်းပဲဆွဲနေပြီတဲ့